မောင်မိုက်တော်လမ်းကွေမြင့်နဲ့တကောင်ရံချိန်ဖြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ခြောက်ကပ်လို့နေပါတယ်မိုးဖွဲဖွဲလေးကလည်းတဖြောက်ဖြောက်ရွာသွန်းနေပြီးလေအေးတွေကတဖြူးဖြူးတိုက်ခတ်နေတာကြောင့်အေးတက်ကအယိုးတဲ့အထိစိတ်ငွေနေတယ်လို့ပါပဲမင်းကတော့သူ့ရဲ့ဆိုင်ကယ်လေးကိုစတန်မပြတ်မောင်းနေရင်အိမ်ပြန်လန်းကိုအမြန်ဆုံးနေခဲ့ပါတယ်သူသွားနေတဲ့လမ်းမကြီးကတောအုပ်တစ်ခုကိုဖြတ်တန်းသွားရတဲ့လမ်းဟောင်းတစ်ခုဖြစ်ပြီးလမ်းဘေးဝဲရမှာလမ်းမီးတိုင်အချို့ပဲလင်းနေတာကြောင့်အတော်လေးမှောင်မိုက်နေတယ်ဒီလမ်းအကြောင်းကိုပတ်ဝန်းကျင်ကလူတွေပြောလေးရှိတာကတော့ညဘက်ဆိုရင်တရေချောက်တက်ပြီးအထူးသဖြင့်လမ်းရဲ့အလဲကွေကြီးမှာထူးဆန်းတာတွေကြုံရတတ်တယ်ဆိုတာပါပဲမင်းကတော့အဲ့ဒီလိုကောလာဟာလာတွေကိုဘယ်တော့မှမယုံကြည်ခဲ့ပါဘူးဒါပေမဲ့ဒီနေ့ညမှာတော့လမ်းမပေါ်မှာဘယ်မော်တော်ယာဉ်တစ်စီးမှမရှိပဲသူတယောက်တည်းဖြစ်နေတာကြောင့်စိတ်ထဲမှာတမျိုးကြီးနဲ့လမ်းဖြန့်လို့ခံစားနေရပါတယ်ဆိုင်ကယ်အင်ဂျင်တန်ကလွဲရင်ကြံတဲ့အတန်မှန်သမျှတိတ်ဆိတ်နေခဲ့ပါတယ်လမ်းရဲ့အလဲကွေ့နားကိုရောက်ခါနီးမှာပဲမင်းရဲ့ဆိုင်ကယ်ရှေ့မီးလင်းရောင်တွေကိုအရေးတစ်ခုဖြတ်ခနဲဝင်လာပါတယ်။သူလဲလန့်သွားပြီးဘရိတ်ကိုအမြန်ဆွဲလိုက်ရပါတယ်။ဆိုင်ကယ်ရက်သွားတဲ့အချိန်မှာရှေ့ကိုတေချာကြည့်လိုက်တော့လမ်းဘေးကတစ်ပင်ကြီးအောက်မှာထီးမဲရောင်တစ်ချက်ဆောင်းထားတဲ့မျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။သူမကဖြူရောင်ကောင်းဝင်ရှေ့ကိုဝတ်ဆင်ထားပြီးခေါင်းကိုငုံထားတာကြောင့်မျက်နှာကိုတေချာမမြင်ရပါဘူးဒီလိုညက်နဲ့ကြီးမှာဘာလို့တယောက်တည်းရှိနေတာလဲမသိဘူးလို့မင်းစိတ်ထဲကတွေးရင်ဆိုင်ကယ်ကိုဖြည်းဖြည်းချင်းမောင်းသွားလိုက်ပါတယ်အဲ့ဒီအမျိုးသမီးနာအရောက်မှာတော့သူမကမင်းကိုလှမ်းပြီးလက်ပြထားလိုက်ပါတယ်မင်းလည်းစိတ်ထဲမှာတွန့်ဆုတ်သွားပေမဲ့တနာစိတ်ဝင်သွားတာကြောင့်ဆိုင်ကယ်ကိုရက်ပေးလိုက်ပါတယ်ညီမဘယ်သွားမလို့လဲလမ်းကြုံလိုက်မလားလို့မင်းကမေးလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကဘာစကားမှမပြောဘဲခေါင်းကိုပဲဖြည်းဖြည်းချင်းညှိပြပါတယ်။ပြီးတော့ဆိုင်ကယ်ရဲ့နောက်ထိုင်ခုံပေါ်ကိုတက်ထိုင်လိုက်ပါတယ်။သူမတက်ထိုင်လိုက်တဲ့အချိန်မှာမင်းရဲ့ကြောပြင်စီကိုအရန်အေးစိမ့်သွားတဲ့အေးတက်ကြီးတစ်ခုရုတ်တရက်ရိုက်ခတ်လာပါတယ်။ကောင်မလေးစီကနေထွက်လာတဲ့အေးတက်ကရေခဲတုံးကြီးတစ်ခုကိုကြောနဲ့ကတ်ထားသလိုမျိုးပါပဲ။ဒါအပြင်သူမစီကနေရုံးနဲ့လိုမြေစီလွာနဲ့လိုထူးဆန်းတဲ့အနံ့အသက်တစ်ခုလည်းရနေပါတယ်။မင်းလည်းစိတ်ထဲမှာမတင်ငါတော့တာကြောင့်ဆိုင်ကယ်ကိုအမြန်ဆုံးနှုံးနဲ့ပြန်မောင်းထွက်ခဲ့ပါတယ်။ဆိုင်ကယ်မောင်းနေရင်နောက်ကြီးမှန်ကနေတဆင့်နောက်ကလိုက်လာတဲ့ကောင်မလေးကိုကြည့်ဖို့စူးစမ်းပေမဲ့မှန်ထဲမှာဘာရိပ်အယောင်မှပေါ်မနေပါဘူး။နောက်ထိုင်ကုန်ပေါ်မှာလူတစ်ယောက်ရှိနေတာသိချပေမဲ့မှန်ထဲမှာတော့အလူကြီးဖြစ်နေတာကိုမြင်လိုက်ရတဲ့အတွက်မိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေစောင့်တက်သွားပြီးသပင်တွေပါထောင်ထွက်သွားခဲ့ပါတယ်။သူရမ်းကြောက်လန့်တကြားနဲ့ညီမဘယ်နားမှာဆင်းမာလဲလို့အတန်တုံရင်နဲ့မေးလိုက်ပါတယ်။ဒါပေမဲ့နောက်ကနေဘာအတန်မှပြန်မကြားရပါဘူး။လမ်းမီးတိုင်အချို့ရဲ့အောက်ကိုဖြတ်မောင်းသွားတဲ့အချိန်မှာတော့မိမိရဲ့ပခုံးပေါ်ကိုဖြည်းဖြည်းချင်းကျလာတဲ့လက်ချောင်းလေးတွေကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီလက်ချောင်းတွေကဖြူဖြော့ပြီးသွေးရောင်မရှိသလိုလက်သေးတွေကလည်းမီးညစ်နေပါတယ်။မင်းကကြောက်စိတ်ကိုအောင့်အီးထားရင်လမ်းကွေကြီးကိုအလွန်မင်းအရှိန်မြင့်ပြီး꿰လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့နရွက်နားလေးစီကနေလေးဘူးတစ်ချက်မှုတ်ထုတ်လိုက်သလိုမျိုးနဲ့ကျေးဇူးတင်ပါတယ်။ဆိုတဲ့အကွဲအတန်အေးကြီးထွက်လာပါတယ်။မင်းစိတ်မထိန်နိုင်တော့ပဲဆိုင်ကယ်ကိုလမ်းဘေးထိုးရက်လိုက်ပြီးနောက်ကိုလှည့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့နောက်ထိုင်ကုန်ပေါ်မှာဘယ်သူမှမရှိတော့ပါဘူး။လုံးဝဟာလာဟင်းလင်းဖြစ်နေခဲ့ပါတယ်။လမ်းပေါ်မှာလည်းဘသူချေရမှမရှိသလိုမိုးရေထဲမှာပျောက်ကွယ်သွားတဲ့အလားဘာမှသားမှမကြံခဲ့ပါဘူး။လေထဲမှာတော့စောကရခဲ့တဲ့မြေစီလွာပုံနှံတစ်ခုပဲခတ်တင်းကြံရစ်ခဲ့ပါတယ်။မင်းလည်းကြောက်လန့်တကြားနဲ့ဆိုင်ကယ်ကိုပြန်နှိုးပြီးအိမ်ကိုပဲတဟုန်ထိုးမောင်းပြေးခဲ့ပါတော့တယ်။အဲ့ဒီညကစပြီးသူဟာအဲ့ဒီမောင်မိုက်တဲ့လမ်းကွေကြီးစီကိုညဘက်ဆိုရင်ဘယ်တော့မှတယောက်တည်းမသွားရဲတော့ပါဘူး။အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်။